အခုဒီဗီဒီယိုကြည့်နေတဲ့ဆရာမတွေအတွက်အရန်ကောင်းတဲ့သတင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီ channel နဲ့အတူတူလိုက်ကြည့်အောင်။ဆရာမင်္ဂလာပါဆရာတို့ဟုတ်အဲ့တော့ဆရာမတွေအတွက်အရန်ကောင်းတဲ့သတင်းကောင်းလေးနဲ့မိတ်ဆက်ပေးပါဦး။ ကျွန်တော်မကြခင်မှာလုံးမဲ့ Teach to Inspire ပွဲဖြစ်ပါတယ်ဆရာမတွေအတွက်အရန်ကောင်းတဲ့ training တစ်ခုဖြစ်ပါလိမ့်မယ်အဲ့တော့ဒီပွဲမှာ main trainer အနေနဲ့ဆရာအောင်ထက်ခန့်ကရောဘာ topic ကိုမျှဝေပေးသွားမှာလဲဟုတ်ကျွန်တော်အနေနဲ့ child psychology အကြောင်းသိဖို့အများကြီးလိုအပ်ပါတယ်ဒါကြောင့်မို့ဆရာမတွေအနေနဲ့ကလေးတစ်ယောက်ရဲ့ psychology အကြောင်းရယ်နောက်တစ်ခုကကိုယ်တိုင်ရဲ့ inner psychology အကြောင်းတွေကိုလေ့လာလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ Teach to Inspire ပွဲအတွက် special guest speaker ဆရာပြည့်စုံဝင်းမင်္ဂလာပါအဲ့တော့ဆရာအနေနဲ့ရောဆရာမတွေအတွက်ဘာ topic ကိုမျှဝေပေးသွားမှာလဲဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ကိုပြည့်စုံဝင်းပါကျွန်တော်ကတော့ဆရာမတွေပေါ့နော်အမြဲတမ်းလှုပ်ဆောင်နေရတဲ့နေ့စဉ် workflow တွေကို AI နဲ့ဘယ်လိုအမြန်ဆုံးလွယ်ဆုံးဖြစ်အောင်ဆောင်ရွက်ရလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ teacher ရောဗာလေးမျှဝေမယ်စိတ်ကူးထားတယ်ဒီချက်ကတော့ကိုယ့်ရဲ့ classroom ကို magical classroom တစ်ခုဖြစ်အောင်တကယ်လက်တွေ့ကျတဲ့ methodology တွေအသုံးပြုပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆရာမတွေအတွက်ကိုယ့်ရဲ့ teaching career ကိုနောက်တစ်ဆင့်မြင့်တင်ဖို့အတွက်တချို့ Teach to Inspire ပွဲကြီးကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဒီပွဲကိုလူရည်ကန့်သက်ထားတဲ့အတွက် registration အမြန်တွင်းဖို့အတွက်ကတော့တချို့တိုက်တွန်းလိုပါတယ်အဲ့တော့ပွဲမှာတချို့တို့အကောင်းဆုံး energy နဲ့သင်ယူကြပါမယ်ပြီးကိုယ့်ရဲ့ classroom ကို magical classroom တစ်ခုဖြစ်အောင်တချို့တို့အားလုံးအတူတူစူးစမ်းကြပါမယ်အဲ့တော့ have a great day ပွဲမှာပြန်တွေ့ကြပါမယ် bye bye